ရှင်းနိုင်အောင်ကျွန်တော်နေရုံသွားနောက်ကျတယ်ကွာမိမယောက်ျားလှုပ်သွားတော့မယ်ကွာထမင်းညိုင်နေမြန်ယူလာခဲ့ပါအောင်ကိုကျော်ကြီးရှင်းပါလဲနော်ပြာရခတ်ပြီးတော့သဲတန်နဲ့ညဆိုတော်တော်နဲ့မအိတ်နာမနဲ့ကြံနဲ့တော်တော်နဲ့မထဘူးပြီးရင်အလုံးနောက်ကြရင်ကျမကြောင်ဆိုတာဖြစ်သေးရဲ့မင်းတို့မိမရတယ်ကွာလုံနောက်ကြနေရတယ်ကြားတယ်ပွားစီနဲ့ဘာမှလည်းထမင်းညိုင်ပိတ်မြန်ပိတ်ငါသွားတော့မယ်ဘာထမင်းကြိုင်မှပြင်မထားဘူးမီးရလဲစော်ကြီးပြတ်သွားတာလေကျမလည်းအေးရတာနောက်ကြနဲ့ချက်ဖို့မမီလိုက်ဘူးအော်ဒါနဲ့ရှင်အင်ဗာတာနဲ့ဘက်ထရီဝယ်ဖို့စဉ်းစားအောင်နော်အင်ဗာတာနဲ့ဘက်ထရီဝယ်ဖို့ကျမပြောထားလေကြားလာနေပြီဟာမင်းရလေကွာအဲ့ဒီအင်ဗာတာနဲ့ဘယ်ဒီဝယ်ဖို့ခဏအသာထားပါအောင်အခုထမင်းညိုင်မပေါဘူးဆိုတော့ငါရုံးမှာနေလေဆိုတော့ဘာနဲ့သွားစားရမှာလဲရှင်းအောင်လည်းဘယ်သူမှငတ်မထားပါဘူးနော်ဒီမှာရော့ထမင်းမို့ဟာမင်းကထမင်းမို့9000နဲ့လားအေးလေရှင်းကဘယ်လောက်လိုချင်နေရလဲအရင်ကလည်း9000ပဲပေးနေကြအခုမှပိုလိုချင်မနေနဲ့ဟာမင်းကလေအရင်အခုမတူတော့ဘူးလေဈေးနှုန်းတွေကလည်းမသိရဲ့အတိုင်းပဲအကုန်တက်နေတဲ့ကိစ္စကိုမင်းပေးတဲ့9000နဲ့ငါဘယ်လိုလုပ်သွားစားလို့ရမှာလဲဒီမှာကိုကျော်ကြီးကျမပေးတဲ့9000နဲ့လောက်အောင်မသုံးနိုင်ရင်ကျမပြောတယ်အင်ဗာတာနဲ့ဘက်ထရီကိုဝယ်လိုက်အဲ့လိုမှမဟုတ်ရင်ကျမပေးတဲ့9000နဲ့လောက်အောင်သုံးပြီးတော့တိတ်လေးညင်နေလိုက်ကဲရှင်အလုံးနောက်ကြပြီလားမြန်ကြွားတော့ကြအလုံးနောက်ကြလို့ဒဏ်ကြေးပေးရင်ကျမကြောင်ဆိုဖြစ်နေဦးမယ်အေးပါမင်းနဲ့ပြန်လာမှစင်းရှင်းမယ်အခုတော့ငါသွားပြီကိုကျော်ကြီးရောင်းနေရကြားပြီလားကြာသေးပါဘူးကွာဘာဖြစ်တာမျက်နှာလည်းမကောင်းပါဒီလိုပါမပြောချင်တော့ပါဘူးဩအဲ့ကမိမရဖြစ်လာပြီထင်တယ်ဆိုပါတော့ဘာဖြစ်တာပြောပါဦးအေးဒီနေ့မနေ့မီးကအစောကြီးပြတ်သွားတယ်အဲ့နဲ့ထမင်းချက်ဖို့ကလည်းမမီလိုက်ဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ထမင်းညိုင်မပါလာဘူးထမင်းညိုင်မပါလာလို့ငါမိမရှိရထမင်းမိုးလေးတောင်းပါတယ်ထမင်းစားဖို့ငါ့ကို9000ပဲပေးတယ်မင်းမဲစဉ်းစားကြည့်တော့အဲ့9000နဲ့ကငါဘာလုပ်လို့ရမှာကိုကျော်ကြီးမိမရဒါတော့လွန်တာဗောပတ်စံ9000တကယ်ကြီးမှဘာလုပ်လို့ရမှာအေးလေအဲ့တော့ပဲငါပြောချင်တာအိမ်ရောက်ရင်ဒူးတွေတောင်းရင်းနဲ့ဘာညာကျွေးလိုက်မှတ်သွားမင်းကလည်းနောက်နေပြန်ပြီကျွန်တော်စတာပါဗျာသူလည်းသူ့အကြောင်းနဲ့သူရှိမှာဗောမိထားလိုက်အဲ့ဒါကိုလို့မလားမိမယောက်ျားအရင်ကြိုက်တဲ့အိမ်ဘယ်ရောက်သွားတယ်ကွာမင်းဘာမှထားလိုက်သေးတယ်ဗီဒီယိုထဲမှာလိုက်ရှာတာမတွေ့ဘူးတားမှချိန်နဲ့လှမ်းထားရလေကိုကျော်ကြီးရဲ့မျက်လုံးလေးနည်းနည်းပါဖွင့်ပြီးလိုက်ရှာကြည့်ပါလားနေရာတကဒီမိန်းမှာပဲအားကိုးနေမင်းထားတဲ့နေအောင်ငါဘယ်လိုလုပ်သိမှာလဲကွာမင်းကလည်းအဖြစ်ပြောဖို့ကြီးပဲဟာနေသမ်းမအောင်မင်းဒီမိဖို့မတိုက်ထားဘူးလားဒီမှာကိုကျော်ကြီးကျမကလက်တွေအများကြီးမပေါ့လေတနေ့လှုပ်လိုက်ရတဲ့လှုပ်တွေအများကြီးပဲမျက်လုံးနှလုံးပွင့်ပြီဆိုကြတဲ့အလုပ်တွေတန်းစီနေရပဲရှင်လည်းအလုပ်ပြန်လာရင်အားနေရပဲလေညဆိုလေတော်တော်နဲ့အိတ်တာမှမဟုတ်တာရှင်အားနေချိန်လုပ်လို့မရဘူးလားမင်းမီးလာတဲ့အချိန်တော့တိုက်လေကွာမင်းကလည်းအဲ့လိုမဖြစ်စေချင်အင်ဗာတာနဲ့ဘယ်ဒီဝယ်ပေးလေနောက်ဆုံးတော့ဒီဘူတာပဲစိုက်တာပဲတော်ပြီကွာငါကြီးရဲ့
ကိုကျော်ကျမအပြင်သွားလိုက်အောင်မယ်မိမပြက်ခင်ရေဆေးချိုးပြီးတော့ရေတင်ထားကျမပြန်လာဝှက်လျှော်မလို့နော် မင်းတို့မိမရဲ့နော်တိတ်ချစ်ဖို့ကောင်းတာပဲယောက်ျားဖြစ်သူအလုပ်ပေးရအေးဆေးပေးမနာခိုင်းခိုင်းစားနေတာ ဒီမှာကိုကျော်ကြီးရှင့်ကိုကျမရေလေးပဲတင်ခိုင်းတာနော်ပွားစီလုံမနေနဲ့ဇလားရဲ့အဝတ်တွေရှင့်လျှော်ခြင်းလို့လား မင်းတို့မိမရတယ်ကွာတော်နားကြီးရပဲမတော်တဲ့စီကသွားလာတော့ကွာ အော်အခုတော့ကျမအတန်ရှင့်တွေနားကြီးနေပြီပေါ့ဟုတ်လား ကဲပါမိမရဲ့မင်းသွားစရာရှိကသွားပါတော့ကွာမင်းခိုင်းတဲ့မြောက်ငါအကုန်လုပ်ထားမယ်ဟုတ်ပြီလား အဲ့ဆိုလေပြီးရောကျမသွားပြီ ကြွတ်ဟမ်ဒီကအိတ်တာဟောက်တော့ဟောက်နေလိုက်သေးတယ်ကိုကျော်ကြီး ဟမ်အော်မိမပြန်ရောက်လာပြီလားကျွန်တော်ခဏအိပ်ပျော်သွားတော့ကွာ ရှင့်ကိုခိုင်းတာလောက်ပြီးသွားပြီလား အော်ဟောလေရေအခုတင်လိုက်မယ်လေမိမရောက်အခုတင်လိုက်မယ်နော် ရှင်အခုဘယ်ရီကိုသွားတင်ပါလဲရှင့်မီကပြတ်သွားပြီရှင်ဘယ်မီနဲ့ရေသွားတင်ပါလဲပြောလိုက်အင်းမနဲ့ဘာမှအာကိုလိုမြည်ရအောင်ခိုင်းတယ်ဘာမှမရှင်ပြေဟိုကလည်းဆိုရင်ဘာမှမလုပ်ဒီကလည်းဆိုရင်ဘာမှမလုပ်တနေ့ကအိတ်ကိုပဲချောင်းနေတယ်ဘာမှမလုပ်ဘာမှမလုပ်တနေ့ကခိုင်းပြီးအိတ်ကိုပဲဖုန်းပဲချောင်းနေတာခုဘယ်လိုလုပ်မလဲမီးရပြက်ရေရမရှိနဲ့နက်ပဲရှင်ရုံးသွားရင်ဘာမှဝတ်မသွားနဲ့ မင်းကလည်းကွာငါလည်းအရင်အိတ်ချင်တာလို့ခုံပေါ်မှာခဏလေးအိတ်မယ်ဆိုပြီးတော့အိတ်ပျော်သွားတာပြီးတော့မီးပြတ်မယ်လေဘယ်ထင်မှမလဲ ရှင်ရေမတင်ထားလို့ဖြစ်တာလေ ဟမ်ဘာဆိုင်လို့လဲမင်းကလည်းတော်ပြီကွာမင်းနဲ့စကားဆက်မပြောချင်တော့ငါညည်းရဲ့ဟာမိမရေမိမမတွေးပြီဟာမလာကြည့်ပါဦးမိမ ကိုကျော်ရှင်ဘာရေယူထားနေရဘာရထားတာအောညာ မင်းကလည်းကွာငါဆိုရင်အပြစ်ပြောဖို့ပဲဒီမှာမင်းဝယ်ခိုင်းနေအိမ်မှာနားနဲ့ဘယ်ဒီအဲ့ဒါငါတွေးလို့မင်းကငါပြမလို့ဒီမှာ ကျမလိုချင်တာမဟုတ်ပါဘူးနော်ရှင်အတွက်ပါရှင်ကလေမီးပြက်လို့ပူရင်လဲတောနဲ့မအိမ်နိုင်ဘူးပြီးထမင်းကြိုက်ပါမလို့လည်းကျမကိုအပြစ်ပြောသေးတယ်အင်းကြီးကမီးဥတိုက်ထိုင်လဲပွားစီနဲ့ မင်းကလည်းကွာလေကြောရှင်းနေပြန်ပြီမင်းအိမ်မှာနားနဲ့ဘယ်ဒီဝယ်မယ်မလားအခုငါတွေးတယ်1 plus တစ်စိတ်ကိုငါတို့သွားဝယ်မယ်1 plus တစ်စိတ်ကအခုနောက်ပိုင်းလူတွေရဲ့ပါဇက်ပြားမှာရေပန်းစားနေတာအဲ့တော့ငါတို့1 plus အမှတ်တစ်စိတ်ကိုအခုဝယ်သွားဝယ်ကြမယ်လာသွားမယ်မအေး1ဆိုင်အဲ့ငါတို့အဲ့မှာဒါပါညာသွားဝယ်မယ်လာဥမာနည်းနည်းတွေ့တယ်ကြည့် မင်္ဂလာပါကိုဗာလင်းရလိုရဆိုတာရှင့် ညီမလေးတို့ A1 မှာ1 plus အမှတ်တစ်စိတ်နဲ့ inverter battery တွေရှိလား ဟုတ်ကဲ့ဒီဘက်လေးမှာပါရှင့် ဟော okay တော့ကြည့်အောင်ဒါလေးကအကိုပြောတဲ့ OnePlus အမှတ်တစိ inverter နဲ့ battery လေးပါရှင့်ဒီ 6.2 kW inverter လေးရာဆိုရင် IP rating 21 မို့လို့ရေဆိုခံနဲ့ရေစိမ်တော့မခံပါဘူးရှင့် Wi-Fi ချိတ်ဆက်လို့ရပြီးတော့ LED colorful display မှုကိုမှ touch screen မှုနဲ့အသုံးပြုပေးရပါရှင့် hybrid inverter အမျိုးအစားဖြစ်ပြီးတော့ RAM လေးချူရအောင်ပေးရပါရှင့် ဆိုးတော့ကောင်းပါရဲ့ ဒါလေးက 51.2 volt 314H battery လေးပါရှင့် Wi-Fi system ပါပြီးတော့ LED display နဲ့ပြပေးရပါရှင့် Pace BMS brand ကိုလည်းအသုံးပြုထားပြီးတော့ EVE grade new cell ကိုလည်းအသုံးပေးထားပါရှင့် Cycle ကအနေနဲ့ဆိုရင်လည်း8000တိသုံးလို့ရပြီးတော့ DOD ဆိုရင်လည်း 80% စီရပါရှင့် Metal case နဲ့ဖြစ်ပြီးတော့အာမခံကလည်း 5.5 year ရပါတယ်ရှင့်အကိုကအိမ်သုံးတက်သုံးနေတာလားဒါမှမဟုတ်ဘာတွေကိုအဓိကထားပြီးသုံးနေတာလဲရှင့် အကိုကအိမ်သုံးတော့ပဲသုံးကျင်တာပါသုံးကျင်တာတွေကတော့မီးချောင်း TV နဲ့ဘာညာလေးနဲ့ပါတော့ပေါ့ ဟုတ်ကဲ့အဲ့ဒါဆိုဒီကောင်လေးကိုတုံးတော့ဒါလေးနဲ့ဆိုရင်အကိုပြောတဲ့အိမ်သုံးပစ္စည်းတွေကို AC စကြိုက်မုံသုံးလို့ရရရှင် ကြိုက်ပြီပါကြိုက်ပြီမိမယောက်ျားတို့ဒီဟာလေးယူလိုက်တော့မယ်ဒါနဲ့မိမရောကြိုက်ရလားကြိုက်မှကြိုက်တယ်ပြောနော်ပြီးမှကြီးကြောင်မလုံးနဲ့ ကိုကျော်ကြီးရဲ့ကျမဒါတွေနားမလဲရှင်းစင်ပြေယူလိုက် ဟာခက်ပြီကွာမင်းတို့မိမတွေကလည်းဘာတစ်ခုမှငါတိုင်မလို့မရဘူးတခုခုပြင်တော့မင်းအပြစ်တင်နေတယ်မလား ဟုတ်တော်ပါတော့အကိုနဲ့အမရဲ့ဒါလေးကိုဒါစိတ်ချလိုက်ကြဝယ်သားလိုက်နော်ဘာလို့လဲဆိုတော့အမခံကလည်း7နှစ်တောင်ပေးတာဆိုတော့ဘာမှစိတ်ပူစရာမလိုဘူးเนาะတခုခုဖြစ်ရင်လည်းဟက်လိုတာလောက်လိုက်ချက်ချင်းပြေးပြီးလာခဲ့မယ် ကြိုက်ပြီကွာကြိုက်ပြီညီမလေးပြောတာပဲအကိုယူလိုက်တော့မယ်လေဘောင်ညာဖြတ်လိုက်တော့ကွာနော် ဟုတ်ကဲ့